စောကွယ်ထူစောကွယ်ထူပေါ့နော်9000ပါထိုထက်တာကြီးသောအမှုကိုပြုမယ်အဲ့တော့ကျွန်တော်တို့ကဒီလိုအတိတ်ပဲဖွင့်တယ်ယေရှုပြုတဲ့အမှုယေရှုမြေကြီးမှာနေတော့ကတရားဟောတယ်ယေရှုအနာရောဂါငြိမ်းတယ်preaching teaching healing ဆိုတော့ကျွန်တော်တို့ကယေရှုပြုတဲ့အမှုဆိုတော့ကျွန်တော်လည်းတရားဟောမယ်စံစာတင်မယ်အနာရောဂါငြိမ်းမယ်ပေါ့အဲ့ဒီထက်တောင်ပို့လုပ်မယ်ဆိုတော့နှစ်ဆလုပ်မယ်ပေါ့နှစ်ဆစံစာတင်မယ်ပေါ့သူကတစ်မျိုးပဲတင်ကျွန်တော်တို့3မျိုးလောက်ပတ်တင်မှာပေါ့သူကတနေရာပေါ့ဟောရင်ကျွန်တော်က10နေရာလောက်ဟောမယ်သူကတရားလောက်အနာရောဂါငြိမ်းကျွန်တော်ကပို့ပြီးတော့အနာရောဂါငြိမ်းအောင်စူးစမ်းကြမယ်လှုပ်ဆောင်ကြမယ်ဟဲ့ဆိုပြီးတော့ကျွန်တော်အတိတ်ပဲဖွင့်မယ်တကယ်တော့အဲ့လိုမဆိုလို့ပါငါပြုသောအမှုတို့ကိုကငါ၌တည်နေတော်မူသောခမည်းတော်ပြုတော်မူသည်9000နော်တေချာ9000ငါပြုတဲ့ငါ့ကိုယုံကြည်ရတော့ငါလုပ်တဲ့အလုပ်ကိုလုပ်မယ်တဲ့တေချာ9000ထိုထက်သာကြီးတောင်လုပ်မယ်9000တေချာယေရှုပြုတဲ့အမှုကပါလဲငါပြုသောအမှုတို့ကိုကငါ၌တည်နေတော်မူသောခမည်းတော်သည်ပြုတော်မူ၏ဒါဆိုယေရှုပါပြီလေယေရှုဘာမှမပြုယေရှုဘာမှမလုပ်ယေရှုကအလားအချင်းခံထားတယ်ဟောနော်ဗလာတဲ့အဲ့ဒါစန်တိုးနဲ့အတူတူပဲယေရှုကိုဗလာလောက်တာဗလာခန္ဓာထဲမှာခရစ်တော်ဝင်ပူးပြီးတော့ယေရှုပါးစပ်နဲ့အလုံးလုံးတယ်ယေရှုခန္ဓာနဲ့တကိုးပြပါတယ်ဆိုတာဒါစန်တိုးရဲ့ပါပေါ့ဘယ်သူရှိရလာသိန်းသေးတဲ့ပဲသူကသိန်းသေးတဲ့ပဲနော် James Lee Witness Lee နာက Witness Lee ဆိုတဲ့အဲ့ဒီမိစ္ဆာအဲ့ဒီတရားဟောတာယေရှုကဗလာခန္ဓာထဲမှာခရစ်တော်ဝင်ပူးပြီးအလုံးလုံးတာပဲလုံးပါတယ်ဆိုတဲ့ပူးကဝင်စားခြင်း incarnation ဆုံးဝင်နတ်ဝင်ဟလာလေကောင်ဝင်အဲ့လိုဝင်ပြီးတော့ယေရှုထဲမှာဖခင်ကဝင်ပူးတာနော် Christianity is not incarnation နော်တန်ရှင်းသောဝိညာဉ်တော်ဟာနတ်ဝင်တယ်လို့ဘယ်တော့မှဝင်မပူးအဲ့ဒါလေးကျွန်တော်ပြန်ပြီးတော့တုံးပြန်ဆွေးနွေးလိုက်တာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တုံးပြန်ဆွေးနွေးလိုက်တာပြန်နားထောင်ပါကခမည်းတော်ကပဲအလုပ်လုပ်တာဒါယေရှုပြုတော်အမှုပဲဖြစ်တယ်ဒါဆိုရင်ယေရှုကငါ့ကိုယုံကြည်တော်သူတွေငါပြုတော်အမှုပဲဆိုရင်အလားလုပ်တဲ့အမှုပဲဖြစ်တယ်ငါတို့ကျွန်တော်တို့ဘာမှမလုပ်ဖျားလုပ်တာဒါဆိုကျွန်တော်နော်အဲ့တော့ယေရှုကိုဗလာခြင်းတယ်ဆိုတာဘယ်ကလာတာလဲဆိုရင်ဒါဟာ Arianism ကလာတာ Arius ဆိုရယ်ဘုံကြီး Nicene Creed ကနေပြီးတော့မိစ္ဆာအဖြစ်တတ်မှတ်ထားတာအဲ့ဒါကိုဘယ်သူကနေပြီးတော့ချဲ့ထွင်လာလဲWitness Lee ဆိုတဲ့တရုတ်လူမျိုးကနေပြီးတော့ကယ်လီဖိုးနီးယားကနေပြီးတော့1962ခုနှစ်ကနေလောက်ကစပြီးတော့နော်သူကအဲ့ဒါကိုနော် Iranianism ကိုပြန်ပြီးတော့ချီးကြောက်ရည်နှူပြီးပြန်ဖြန့်ဝေလာတာဖြစ်တယ်အဲ့ရနေပြီးတော့သူကဟောင်ကောင်ကိုလည်းဝေတယ်sorry ထိုင်ဝမ်ကိုလည်းဝေသူအဲ့ဒီမိစ္ဆာအယူကိုမှွေတယ်ယေရှုကဖန်ဆင်းခံနော်ယေရှုကလူစစ်ဖန်ဆင်းခံဆိုပြီးအဲ့လိုမှွေတာဟောင်ကောင်ကိုလည်းမှွေတယ် sorry ဟောင်ကောင်နဲ့လေထိုင်ဝမ်ကိုလည်းမှွေတယ်ကယ်လီဖိုးနီးယားအဲ့ဒီ1962လောက်ကနေစပြီးမှွေတာရန်ကုန်ဘယ်သူယူလာလဲဆိုတော့အင်းစိန်ကနော်နှစ်ချင်းအသင်းတော်ကအင်းစိန်နှစ်ချင်းအသင်းတော်ကဥဆန်မြိုင်လို့ခေါ်တဲ့ဆမ်မီယွာကနေပြီးတော့မြန်မာပြည်ကိုအဲ့ဒီဟာကို import လုပ်လာတယ်အဲ့ဒီကနေပြီးတော့အဲ့ဒီ Witness Lee ရဲ့အဲ့ဒီမိစ္ဆာအတွေးခေါ်တွေကိုနော်ကူညီပြီးတော့ဥဆန်မြိုင်ကိုဘယ်သူကအဲ့ဥဆန်မီယွာဆိုတဲ့ဥဆန်မြိုင်ကိုနော်အဲ့သိန်းသေးဆိုတဲ့ဒေါက်တာသိန်းသေးဆိုတဲ့သူတို့ရဲ့ခေါင်းကင်ဆရာမိစ္ဆာပဲရှောသွားပြီအဲ့ဒီအဲ့လူကနေပြီးတော့အဲ့ဒီ Witness Lee ရဲ့တရားတွေကိုကူညီဖျားကငါတင်ကိုတော့ချောင်းကိုရမို့ကျွန်တော်ကပူပေါင်းကူညီပြီးတော့ဘာသာပြန်ရင်းနဲ့အဲ့သိန်းသေးကြီးပါလိုင်းသွင်းခံရပြီးတော့အဲ့ဒီသိန်းသေးကြီးပါအဲ့ဒါယေရှုကခရစ်တော်မဟုတ်ဟိုနေမို့နော်ယေရှုကခရစ်တော်မဟုတ်ဖန်ဆင်းတာလူစစ်စံတိုးပြောသလိုပဲအခုသူလည်းအဲ့ဒါစံတိုးပဲအဲ့ဒါဘယ်သူတွေနဲ့အတူတူပဲဆိုတော့သိန်းသေးကနေစတယ်သူတို့ရှိရောက်လာတယ်ဒါဆော့ကွယ်ထူနော်စံတိုးနော် Witness Lee ကနေလာတယ်စံတိုးနော်ရဲကျော်သူကိုထွေးဗရဏန်ဆိုင်းကျော်တင်ရဘတ်တောင်ဂျာဆိုင်းတောင်ဇော်မိုးနော်ဂျင်မီနော်ဗရဏန်ရဘတ်တောင်ဂျင်မီအခုဒါဆော့ကွယ်ထူနော်နောက်ဘယ်သူတွေပါသေးလဲဆိုင်းကျော်တင်နာဂကျော်နိုင်အဲ့ဒါသူတို့တစ်ဖွဲ့တယ်အဲ့ဒါမိစ္ဆာအဖွဲ့ပဲလုံးဝကျွန်တော်တို့လက်မခံဘူးနော်ကျွန်တော်ပြောထားတယ်ဘယ်အသင်းတော်လဲ DCC ဆိုတဲ့အသင်းတော်မှာသူတို့အဖွဲ့ရှိတယ်အဲ့ဒါစန်တိုးနဲ့တစ်ဖွဲ့တယ်ပဲနော်ပြန်နာထောင်ယေရှုကိုဗလာခြင်းတာပေါ့နော်ပို့ပြီးတော့အနာရောဂါညင်းအောင်စူးစမ်းကြမယ်လှုပ်ဆောင်ကြမယ်ဟဲ့ဆိုပြီးတော့ကျွန်တော်အတိတ်ပဲဖွင့်မယ်တကယ်တော့အဲ့လိုမဆိုလို့ပါငါပြုသောအမှုတို့ကိုက
ငါ၌တည်နေတော်မူသောခမည်းတော်ပြုတော်မူသည် အဲ့ဒါ I am ဘာပြောနေတာလဲ I and the Father are one ကိုပြောင်းဆန့်ကျင်ပြီးပြောနေတာယေရှုပြောတယ်ငါကိုမြင်တော်သူကခမည်းတော်ကိုမြင်တယ်နော်ဟမ်ငါပြောသောစကားကငါခမည်းတော်ကပြောတယ်ဆိုတဲ့အဓိပ္ပာယ်ဟမ်အဲ့ဒါဘာလဲဆိုတော့ I and the Father are one ဆိုတဲ့ဟာကိုကျွန်တော်အများကြီးရှင်းထားပြီးပြီနော်အဲ့ဒါကိုဆန့်ကျင်ပြီးပြောတာ Christianity is not incarnation သူတစ်ပါးခန္ဓာကို abuse မလုပ်ဘူးနော်ဖခင်ကသူ့ရဲ့ကိုယ်ပိုင်ခန္ဓာနဲ့ကိုယ်ပိုင်နော် living sacrifice ဆိုတဲ့ကိုတင်လူပူဇော်ခြင်းကိုကိုယ်ပိုင်ခန္ဓာနဲ့နော်အသွေးသွန်းလောင်းနဲ့ဖခင်အသွေးဖြင့်ရွေးနှုတ်ခဲ့တယ်နာဖြစ်တယ်ယေရှုကိုအစားထိုးပြီးတော့နော်ရွေးနှုတ်ခဲ့တင်တဲ့အမှုဖြစ်တဲ့အတွက်ကြောင့်မလို့ဖခင်အသွေးမဟုတ်ဘူးယေရှုလူစစ်စစ်အသွေးဖြစ်တဲ့အတွက်ကြောင့်သူတို့ကကယ်တင်ခြင်းလုံးဝမရဘူးမရတဲ့အတွက်ကဘာဦးကပဲတိုးတင်ကွက်မြက်တော့တိုးတင်ငယ်အသက်စာဆောင်မှာဆင်းမဝင်တဲ့သူဖြစ်တဲ့အတွက်ကနဲ့လောင်တဲ့ငရဲမိအိုင်နဲ့ကိုဗျာဒိတ်ကျမ်းမှာသူတို့ကိုချပြစ်မှာဖြစ်တယ်နော်အဲ့ဒါပဲကျွန်တော်အဲ့လောက်ပဲပြောလိုက်မယ်ပြန်လာတော့ဗလာယေရှုကဗလာပါလို့ပြောတယ်အဲ့ Hinduism ဖြစ်တယ်နော် Christianity is not incarnation သူတစ်ပါးခန္ဓာကို abuse မလုပ်ဘူးနော်ဖယားကသူ့ကိုယ်တိုင်သူ့ရဲ့ကိုယ်ပိုင်ခန္ဓာနဲ့ရစ်အဖြစ်တင်လူပူစော်ပြီးသူ့ရဲ့ကိုယ်ပိုင်အသွေး one body one spirit အဲ့ဒီအသွေးကိုသွန်လောင်းနေတာအဲ့ဒီဟာထာဝရကယ်တင်ခြင်းကိုရွေးနှုတ်ကယ်တင်တာဖြစ်တယ်နော်ဒါဟာလူအစားထိုးပြီးတော့ဖယားကကလိန်ကကြစ်လောက်တာနော်တကွတ်တပက်တကအာဂလီဆိုတဲ့ဇလန်းလို့ဒါသုံးကားပေါင်းမိုးလေးနဲ့ဆိုးတယ်ဒီဇလန်းပြန်လာတော့ကြည့် ငါပြုတဲ့ငါ့ကိုယုံကြည်တဲ့သူကငါလုပ်တဲ့အလုပ်ကိုလုပ်မယ်တဲ့ နားတော့ ထိုထက်သာယူကြည့်တောင်လုပ်မယ် နားတော့နော် အဲဆိုယေရှုပြုတဲ့အမှုကပါလဲငါပြုသောအမှုတို့ကိုကငါ၌တည်နေတော်မူသောခမည်းတော်သည်ပြုတော်မူ၏အဲ့ဒါဘာကိုပြောချင်တာလဲ brain wash လုပ်လိုက်တာနော်ယေရှုကဗလာဘာမှမလုံနိုင်ဘူးလို့ brain wash လုပ်တာယေရှုရဲ့ပါဇက်ထဲမှာယေရှုခန္ဓာနဲ့ခရစ်တော်ကဝင်ပြီး Hinduism နော်အဗေဒာဝင်ပူးပြီးအလုံးလုံးတာပါလို့သင်နေတာနော်နားရှိသောသူမြည်ကကြားပါစေဆက်နားတော့ ယေရှုပါပြီလေယေရှုဘာမှမပြု ဟောတဲ့ ယေ လား ရှုဘာမှမလုပ်ယေရှုကအလားအချင်းခံထားတယ် ယေရှုဘာမှမလုပ်ရင်ယေရှုကဗလာလူစစ်အသွေးဖျားမဟုတ်ဘူးဆိုရင်မင်းတို့ကဖျားအသွေးနဲ့ရွေးနှုတ်ကယ်တင်ခြင်းမခံရတဲ့အတွက်ကြောင့်ဘာဖြစ်သွားပြီလဲမင်းတို့ကထာဝရငရဲကိုသွားမှဖြစ်တယ်နော်ရွေးနှုတ်ကယ်တင်ခြင်းဆိုတာရစ်ပလင်ပေါ်မှာထိုအသွေးကိုငါပေးမယ်ကိုတိုင်တဲကျိန်ဆိုသောတရားစကားသည်ငါနှုတ်မှထွက်သည်ဖြစ်မပြည့်စုံမဲမနေရသူကိုသူချိန်ပြီးတော့ပြောတာယေဟောဝါယာဝေအသွေးလူစာတိခံယူလာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာ bodies of Christ one body one spirit ကအသွေးဖြစ်မှာအဲ့ဒါရွေးနှုတ်ကယ်တင်ခြင်းခံရတယ်မင်းတို့ကရွေးနှုတ်ကယ်တင်ခြင်းမခံရသေးတဲ့အတွက်ကြောင့် go to the hell ဒါကဘာဥကပဲအသက်တိုးကွက်မြတ်တော်တိုးတဲ့ငယ်အသက်စာတော်မှာမင်းတို့ကဆင်းရဲမဝင်တဲ့အတွက်ကြောင့်နော် witness လီတိန်ထေစန်တိုဂျိမ်းစ်လီ witness လီနာဂါကျော်နဲ့ရဲကျော်သူကိုထွေးပရဏန်ဆိုင်းကျော်တင်ရဘတ်တောင်ဂျာဆိုင်တောင်ဇောမိုးဂျင်းမီစောကွယ်ထူ go to the hell ဒီလောက်ပဲပြောလိုက်မယ်နော်ကျွန်တော်နားထောင်ခြင်းကျွန်တော် YouTube မှာသူတို့တုံ့ပြန်ထားတာတွေအများကြီးရှိတယ်စန်တိုးကိုတုံ့ပြန်ထားတာနော်စန်တိုးတစ်ခုတည်းမဟုတ်သူတို့တစ်ဖွဲ့လုံးကိုကျွန်တော်တုံ့ပြန်ထားတာနော်YouTube မှာနားထောင်ကြဒီလောက်ပဲ God bless you ဝေးရှောင်းနော်ယေရှုသည်ခရစ်တော်မဟုတ်ဘူးပြောတဲ့သူဟာရှင်ကခရစ်တေရော2:22အရာမိစ္ဆာဖြစ်တယ်နော်ယေရှုကခရစ်တော်မဟုတ်ဘူးလို့ပြောနေတာယေရှုကခရစ်တော်မဟုတ်ဗလာလို့ပြောနေတာနော်တေရော2:22ကမိစ္ဆာလို့အတိအလင်းပြောတယ်စာတန်လို့ပြောတယ်နော်နားရှိသောသူမိကကြားပါစေဒီလောက်ပဲဗျာ God bless you everybody